လုံးမင်္ဂလာပါကန္နာကောင်းကောင်းပါမြန်မာနိုင်ငံရဲ့လမ်းအနေထားတွေကအလဲကခုံးပြီးတော့ညာဘက်တွေကနှိမ့်တာဖြစ်တဲ့အတွက်တချို့သောကားတွေကညာဘက်ရှမ်းတွေနှိမ့်နေတတ်ပါတယ်ညာဘက်ရှမ်းတွေနှိမ့်ပြီးတော့ဘယ်ဘက်ရှမ်းကမြင့်နေတတ်ပါတယ်အဲ့ကြရင်ဘာလို့ရလဲဆိုတော့ရှေ့လေးရောနောက်လေးရောညာဘက်ရှမ်းကိုတပြားပို့ပေးရပါတယ်ကျွန်တော်ပြမယ်နော်နှစ်ပြား2ပြား4ပြား6ပြား8ပြား10ပြား12ပြား14ပြား15ပြားနော်2ပြား4ပြား6ပြား8ပြား10ပြား12ပြား14ပြားပါဘယ်ဘက်အရှမ်း14ပြားညာဘက်ရှမ်း15ပြားပါညာဘက်ရှမ်းအမြဲတမ်းတပြားပို့ပေးရပါတယ်ရှေ့လေးထုတ်ဆိုလဲရှေ့လေးကဘယ်ဘက်အရှမ်း10ပြားဆိုရင်ညာဘက်ရှမ်း17ပြားလောက်ထည့်ပေးရပါတယ်အဲ့ဒါမှညာဘက်တစ်ချမ်းမနှိမ့်မဲနေပါဘောနော်ကျွန်တော်တို့မြန်မာနိုင်ငံလမ်းအနေထားတွေကညာဘက်ချမ်းနှိမ့်နေတော့ကျွန်တော်တို့ရဲ့ကားတွေကညာဘက်တစ်ချမ်းလေးကိုနည်းနည်းလေးမြင့်ပေးထားမှကားမောင်းတဲ့အခါကျရင်ညီညီလေးဖြစ်တာဘောနော်အဲ့ဒါပါလေးအကြောင်းမျှဝေပေးတာပါ